Yo guys, welcome back to Shiro Gaming အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ fan link မှာတော်တော်လေးဂိုင်းလို့ကောင်းပြီးတော့ dynamic တော်တော်ထွက်နေတဲ့လူအားရာကိုဂိုင်းလုပ်ပြီးတော့မှာပဲဖြစ်ပါရဲ့ဗျဆိုတော့ intro လေးပြီးသွားရင်စလိုက်ကြရအောင်Basic Servant Invite လူအားရဲ့ basic ကတော့ skill 1နဲ့ AD သုံးလိုက်ရင်ပွင့်သွားမှာပါ basic ပွင့်သွားရင်မွေဓာတ်တစ်ခုရရှိမှာဖြစ်ပြီးတော့ enemy ကိုထိသွားရင်တော့ physical damage ပေးမှာပါထိသွားတဲ့ enemy တူဦးစီအလိုက်လဲ skill 1ရဲ့ကူလောင်ကို 3.15 second short ပေးဦးမှာပါမွေဓာတ်တွေက on-hit effect ကို 30% ထိရရှိပြီးတော့ထိသွားတဲ့ enemy တွေရဲ့ vision ကိုလည်းပြပေးဦးမှာပါမွေဓာတ်တစ်ခုစီက6 second ကြာပြီးတော့တစ်ချိန်ကိုဓာတ်နှစ်ခုစီစုလို့ရပါတယ် skill 1 deadly fan လူအားရဲ့ skill 1ကိုသုံးလိုက်မယ်ဆိုရင်တော့ enemy တွေကို6 second အကြာအဆက်မပြတ်တိုက်ခိုက်နေမယ်မွေဓာတ်တစ်ခုကိုရရှိမှာပါအဲဓာတ်တွေကတိုက်လိုက်တိုင်း physical damage 40နဲ့ level အလိုက်အပူ physical damage 20% ထိထိစေမှာပါ skill 1သုံးလိုက်ရင် movement speed ကို 45% ထိတိုးလာစေပြီးတော့2 second အတွင်းမှာဖြည်းဖြည်းချင်းလျော့သွားမှာပါကောင်းဆုံးအချက်ကတော့ skill 1သုံးလိုက်ရင် wall တွေကိုကျော်တက်သွားလို့ရမှာပါ wall ကြီးတွေကိုတော့ easy ကျော်တက်သွားလို့ရပါတယ်ဓာတ်တွေရဲ့အမြန်နှုန်းကတော့လူအားရဲ့ level အလိုက်ပိုမြန်လာမှာပါအများဆုံး25% ထိရရှိမှာပါရှင်းပြောရရင်တော့လူအားရဲ့ skill 1က diamond နဲ့ movement speed ပေးပြီးတော့ wall တွေကိုကျော်တက်လို့ရမှာပါ wall ကျော်တက်တာက blink skill တွေထက်ပိုကောင်းပါရဲ့ enemy နောက်ကိုလိုက်တာပဲဖြစ်ဖြစ်ပြေးတာပဲဖြစ်ဖြစ်တော်တော်အသုံးဝင်ပါရဲ့ skill 2 future attack လူအားရဲ့ skill 2ကိုသုံးလိုက်မယ်ဆိုရင်တော့ဥတီထားတဲ့နေရာကိုမီးမွေကိုဆင့်ခေါ်လိုက်မှာပါပြီးရင်တော့မီးမွေကလူအားစီကိုပြန်လာပြီးတော့လမ်းလျှောက်မှာရှိတဲ့ enemy တွေကို magic damage 320နဲ့ level အလိုက် 80% ထိထိစေမှာပါပြီးတော့လည်း enemy ကို2 second အကြာ 25% slow နေစီမှာပါpassive ပွင့်နေမယ်ဆိုရင်တော့ passive ကရတဲ့မွေဓာတ်တွေက skill 2ထိသွားတဲ့ enemy ကိုချက်ချင်းတိုက်ခိုက်မှာပါတကယ်လို့ passive မရှိဘူးဆိုရင်တော့ skill 2ရဲ့ကူလောင်ကို 90% ထိလျှော့ပေးမှာပါရှင်းပြောရရင်တော့ skill 2သုံးလိုက်ရင် magic damage နဲ့ slow ပေးမှာပါပြီးတော့ passive နဲ့တွဲသုံးလို့လည်းကောင်းပါရဲ့ Ultimate Blazing Glare လူအားရဲ့ AD ကိုသုံးလိုက်မယ်ဆိုရင်တော့ဥတီထားတဲ့နေရာကိုမီးမွေကိုဆင့်ခေါ်လိုက်မှာဖြစ်ပြီးတော့လမ်းကြောင်း၆မှာရှိတဲ့ enemy တွေကိုတော့ magic damage 480နဲ့ level အလိုက် 120% ထိထိစေမှာပါ AD ထိသွားတဲ့ enemy တွေကိုတော့2 second အကြာအမြင်ကွယ်သွားစေမှာပါအမြင်ကွယ်သွားတဲ့ enemy တွေရဲ့ basic attack တွေက damage ထိမှာမဟုတ်ပါဘူးပြီးတော့ skill တွေနဲ့ကိုယ့်ကိုချိန်သုံးမယ်ဆိုရင်တော့မှလဲသားစီမှာပါAD သုံးထားတဲ့အချိန်မှာမွေဓာတ်တစ်ခုရရှိမှာဖြစ်ပြီးတော့လူအားရဲ့ခေါင်းပေါ်မှာ6 second အကြာအမှတ်တစ်ခုပေါ်လာမှာပါအဲ့ဒီအချိန်တွင်းမှာ enemy ကိုတိုက်ခိုက်တာပဲဖြစ်ဖြစ် damage ပေးတာပဲဖြစ်ဖြစ်အဲ့ဒီအမှတ်လေးကတဖြည်းဖြည်းနဲ့တက်လာမှာပါအမှတ်ပြည့်သွားမယ်ဆိုရင်တော့သူ့ရဲ့အကွာဝေးတွင်းမှာရှိတဲ့ enemy ကို magic damage 240နဲ့ level အလိုက် 60% ထိထိစေပြီးတော့ 3.5 second အကြာလေပေါ်မြောက်သွားစီမှာပါရှင်းပြောရရင်တော့လူအားရဲ့ AD ကိုနှစ်ပိုင်းခွဲလို့ရပါရဲ့ပထမတစ်ပိုင်းကတော့ AD ထိသွားရင် magic damage ပေးပြီးတော့ enemy ကိုအမြင်ကွယ်သွားစီမှာပါအမြင်ကွယ်သွားရင် basic attack နဲ့ skill တွေကလူအားပေါ်မှာအလုပ်လုပ်တော့မှာမဟုတ်ပါဘူးဒုတိယတစ်ပိုင်းကတော့ကိုယ့်ကိုတိုက်ခိုက်တာပဲဖြစ်ဖြစ်ကိုကတိုက်ခိုက်တာပဲဖြစ်ဖြစ်6 second အကြာအမှတ်တစ်ခုကိုစုနေမှာဖြစ်ပြီးတော့အဲ့ဒီအမှတ်လေးပြည့်သွားရင်တော့ enemy ကို magic damage ပေးပြီးတော့လေပေါ်မြောက်သွားစီမှာပါလူအားအတွက် skill ကူမိုတွေကတော့ AD 121ဖြစ်ပါတယ်ကျွန်တော်နှီးလေးပြန်ပြပေးပါမယ်လူအားအတွက် item နဲ့အာကာနာကတော့ပုံမှန်ပြထားတဲ့အတိုင်းပဲဖြစ်ပါရဲ့လူအားအတွက်ပဒေစပေးကတော့ flat နဲ့ sprint အပြင်ကြိုက်နဲ့တက်တာနဲ့လည်းဆော့လို့ရပါတယ်လူအားရဲ့ guide လေးကတော့ဒီလောက်ပါပဲဗျဒီဗီဒီယိုလေးက brother တို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ဒီလို guide တွေကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ထည့်ပေးပါဦးဗျလုပ်စီခြင်းနဲ့ hero တွေရှိရင်လည်း comment မှာမှတ်ခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်So, this is Shiro Gaming. See you next video.